အားလုံးပဲမင်္ဂလာပါ Unbelievable အမှန်ကနေကြိုဆိုပါရစေကျွန်တော်တို့ကဘာမြေပြင်ကနေလမ်းမျိုးကြည့်လိုက်ရင်အာကာသဟာလှပပြီးအေးချမ်းနေလို့ထင်ရပေမယ့်တကယ်တော့အာကာသရဲ့နည်းနည်းတဲ့အရာတွေမှာကျွန်တော်တို့စိတ်ကူးတဲ့တောင်ထည့်မရတဲ့ကြောက်မက်ဖွယ်ရာအမှန်တရားတွေရှိနေပါတယ်ဒီနေ့ဗီဒီယိုမှာတော့သိပ္ပံပညာရှင်တွေတောင်တုံ့လုပ်စေခဲ့တဲ့အာကာသတွေကအမှန်တရားတစ်ခုကိုတင်ဆက်ပေးသွားပါမယ်ကြည့်တော့အကြောင်းအရာလေးမစရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးသွားကြပါအောင်လို့တောင်းဆိုပါရစေဗီဒီယိုအသစ်တွေတင်တိုင်းလည်းသိရအောင်ဘေးနားကလူဒီပဲခေါင်းလုံးလေးကိုလည်းနှိပ်ပေးသွားကြပါအောင်လို့မေတ္တာရက်ခံပါတယ်ကဲအားလုံးပဲအစဉ်သဖြင့်အကြောင်းအရာလေးကိုစလိုက်ကြရအောင်နံပါတ်1ပထမဆုံးချက်ကတော့အနက်အောင်တွင်သို့မဟုတ်ဘလက်ဟိုးပထမဆုံးကြောက်စရာအကောင်းဆုံးချက်ကတော့ဘလက်ဟိုးဒါမှမဟုတ်အနက်အောင်တွင်နေပါပဲဒါရီယာအာကာသတွေကအရာအလုံးကိုဝါမျိုးပြစ်နိုင်တဲ့တရဝါကြီးတစ်ကောင်လိုပါပဲဘလောက်တောင်ဆွဲရပြင်းလဲဆိုရင်အလင်းတောင်မှဘလက်ဟိုးရဲ့ဆွဲရကနေမလွတ်မြောက်နိုင်ပါဘူးတကယ်လို့သာတင်သာဘလက်ဟိုးတွေကိုပြုတ်ကျသွားခဲ့ရင်တင့်ခန္ဓာကိုယ်ဟာခေါက်ဆွဲပဲလို့ရှည်လျားသွားပြီးအချိန်နဲ့ဟင်းလင်းမြင့်နေရမှကြီးအကုန်လုံးပျက်စီးသွားပါလိမ့်မယ်ဒီလိုနဲ့ဘယ်သူမှမသိနိုင်တဲ့အဆုံးမဲ့အမောင်တွေမှာတင်ဟာထာဝရပျောက်ကွယ်သွားမှာပါနံပါတ်2ဒုတိယချက်ကတော့အာကာသရဲ့တိတ်ဆိတ်မှုဒုတိယချက်ကကျွန်တော်တို့ကမ္ဘာမြေမှာဘယ်တော့မှမခံစားမှုတဲ့တိတ်ဆိတ်မှုလိုပါအာကာသထဲမှာလေလူမရှိတဲ့အတွက်အတန်လိုင်းအဖြစ်မစည်းစိမ်နိုင်ပါဘူးဆိုလိုတာကတော့တင်လေးနားမှာခြေတလုံးပေါက်ကွဲတွိုင်းတောင်တင်ဟာဘာသာမှကြားရမှာမဟုတ်ပါဘူးဒီလိုအဆုံးမဲ့တဲ့တိတ်ဆိတ်မှုကြီးတွေမှာတယောက်တည်းရှိနေရတာဟာဘလောက်တောင်ခြောက်ချောက်ဖို့ကောင်းမလဲစိတ်ကူးကြည့်ဘူးပါသွားအာကာသရင်မှုတချို့ရဲ့ပြောပြချက်အရာဒီတိတ်ဆိတ်မှုဟာလူကိုယူသွတ်သွားနေနိုင်တော့ပြင်းထန်လုံးတယ်လို့ဆိုပါတယ်နံပါတ်3တတိယချက်ကတော့ခြေပြန်ကြီးများနောက်ဆုံးကြောက်စရာအကောင်းဆုံးချက်ကတော့လမ်းပြောင်းနေတဲ့ခြေပြန်ကြီးတွေပါပဲကျွန်တော်တို့ရဲ့နေမကြီးဟာနေအဖွဲကြီးရဲ့ဘဝမှာတည်ငြိမ်စွာရှိနေပေမဲ့အာကာသထဲမှာတော့မိုင်ပေါင်းတန်းချီအရှိန်နဲ့ပြန်တန်းနေတဲ့ခြေကြီးတွေရှိပါတယ်တကယ်လို့ဒီခြေကြီးတစ်လုံးဟာကျွန်တော်တို့နေအဖွဲကြီးနားကိုကလျက်ဖြတ်တန်းသွားခဲ့ရင်၎င်းရဲ့ဆွဲရကြောင်းကမ္ဘာမြေကြီးဟာမိမိပလန်ကနေလွင့်ထွက်သွားပြီးအဆုံးမဲ့အေးခဲနေတဲ့အမောင်လူထဲမှာကျွန်တော်တို့အကုန်လုံးပျက်စီးသွားနိုင်ပါတယ်ဒါဟာကျွန်တော်တို့ဘာမှမလုပ်နိုင်တဲ့အာကာသတွေကတကယ်အန္တရာယ်ကြီးတွေပါပဲအာကာသရဲ့ဒီလိုကြောက်မက်ဖွယ်အချက်လက်တွေကိုနားထောင်ပြီးတဲ့နောက်တင်တွေကိုဘယ်လိုထင်လဲဘယ်ချက်ကကြောက်စရာကောင်းဆုံးလဲဆိုတာပုံမှန်မှာရေးခဲ့ပြပါဦးနောက်ထပ်ဘူးတုဒရဝယ်ထူးဆန်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်ကျွန်တော်ရဲ့ Unbelievable အမှန်ဆိုတဲ့ YouTube channel လေးကို Subscribe လေးပြုလုပ်ပေးကြပါဦးလို့မေတ္တာရက်ခံပါတယ်အားလုံးပဲကျေးဇူးများစွာတင်ပါတယ်